ချင်းပြည်နယ်တွန်းဇံမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ဇွန်လ၁ရက်နေ့ကနေစတင်ပြီးမိမိတို့နေရက်ကိုအကန့်အသတ်မရှိပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံဇုံမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကောင်စီဇုံမီတွန်လှန်ရေးတပ်မတော်အရှေ့ပိုင်းတိုင်း ZPCC ZRA-EC ကမေလ31ရက်ညနေပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။တွန်းဇံမြို့နယ်အနီးနားကျေးရွာမှာရှိတဲ့ပြည်သူတွေအနေနဲ့ဇွန်လ၁ရက်နေ့ကစပြီးမိမိတို့နေရက်ကိုလွတ်လပ်စွာပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ZRA-EC ရဲ့စစ်ဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ပုစုံထန်းကအတည်ပြုပြောကြားပါတယ်။ ZPCC ZRA-EC ရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ရောက်ရှိလာတဲ့တွန်းဇံမြို့နယ်အတွင်းမှာရှိတဲ့ဒေသတချို့မှာအုပ်ချုပ်ရေးရဲနှရားတွေပြန်လည်အသက်သွင်းမှာဖြစ်ပြီးပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်တစိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ZPCC ရဲ့ဗန္ဒာရဲ့အရာရှိချုပ် CFO ကလည်းပြောဆိုထားပါတယ်။တွန်းဇံမြို့နယ်ကိုချင်းတော်လိုင်းပူပေါင်းတပ်တွေက2024ခုနှစ်မေလမှာသိမ်းပိုက်ပြီးအုပ်ချုပ်ရေးရန်တရားပြန်လည်ပတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့ ZRA ပူပေါင်းတပ်တွေက2026ခုနှစ်မေလတွင်မှာပဲအင်အားအလုံးရင်သုံးပြီးပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့်ပြင်းထန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်တွန်းဇံမြို့ပေါ်နဲ့အနီးနားမှာရှိတဲ့ကျေးရွာပေါင်းများစွာကဒေသခံတွေဟာနေရက်စွန့်ခွာစစ်ပေးရှောင်ခဲ့ကြရပါတယ်။တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးနောက်တွန်းဇံမြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာတွေကိုပြီးခဲ့တဲ့မေလ23ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံ ZPCC ZRA-EC ဘက်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒေသတွင်စစ်ရေးတင်းမာမှုတွေအပြီးအခုလိုနေမြေပြန်လည်စိုးမိုးနိုင်ခဲ့တဲ့ဆိုကစစ်ပေးရှောင်ပြည်သူတွေကိုနေရက်ပြန်ကြဖို့ZRA-EC ဘက်ကတိုက်တွန်းနှိုးဆော်လာတာလည်းဖြစ်ပါတယ်။